ကျမတို့ဒီနေ့ tag question ဆိုတာလေးသွားရအောင်เนาะအဲ့တော့ tag question ဆိုတာဒီသူကမေးခွန်းမေးတာဒါပေမဲ့မေးခွန်းဒီစမ်းတဲ့စာကြောင်းရဲ့အနောက်မှာသူကဖြောင်းပြန်အနေနဲ့ပုံမှန်ကစာကြောင်းကရှေ့ကစာကြောင်းကဟုတ်တယ်လို့ပြောရင်နောက်ကစာကြောင်းကမဟုတ်ဘူးလားရှေ့ကစာကြောင်းကမဟုတ်ဘူးလို့ပြောရင်နောက်ကစာကြောင်းကဟုတ်တယ်မလားအနောက်မှာတွဲလျက်ပါနေတဲ့ဘာလဲမေးခွန်းဘယ်လိုမေးခွန်းလဲတွဲလျက်ပါတဲ့မေးခွန်းအဲ့ဒါကြောင့်မို့ဆရာမတို့ဒီသူ့ကို question လို့ပြောတယ်ဒါပေမဲ့စာကြောင်းကိုအရင်တိဆောက်ပြီးတော့မှအနောက်မှာသူ့ရဲ့ verb ကိုစန့်ကျင်ဘက်ပြောင်းရေးမယ် verb ကိုဘယ်လိုရေးရမှာလဲစန့်ကျင်ဘက်ပြောင်းရေးမယ်အခုဒီမှာ verb to be ဆိုတော့ဆရာမဒီအဓိကအားဖြင့် am ရယ် is ရယ် are ရယ်ရိုးရိုး simple present tense လေးကိုပဲ sorry ရိုးရိုး simple verb လေးကိုပဲ am is are ကိုပဲဆရာမတို့ဘာလုပ်မှာလဲသူ့ကို tag question ဖန်တီးမယ်စာကြည့်အောင်နံပါတ်1လေးဖက်မင်းကဆရာဝန်တရားဟုတ်တယ်နော်စာကြောင်းကအရင်တိဆောက်ရမှာနော်ဟုတ်လားမင်းကဆရာဝန်တယောက်ဟုတ်တယ်နော်ဆိုတော့ခြေတို့ဒီမင်းဆိုတော့ဘယ်လိုလေးတော့ you ရဲ့နောက်မှာ verb to be ပါလိုက် you are ဆရာဝန်တယောက်ဆိုတော့ အင်္ဂလိပ်လို doctor you are a doctor လွယ်လားခက်လားလွယ်လေးနော်အဲ့ဒါကိုဆရာမတို့ကကော်မာလေးခံတယ်ဒါမှတ်မယ်နော်ဘာလေးခံကော်မာလေးခံအဲ့ဒါဒီ speaking မှာကောဒါမိမိတို့စာမိုးဝဲမေးတဲ့နေရာမှာကောဒါမှမဟုတ်ရှင်လဲလူကြီးတွေအနေနဲ့ဆိုလို့ရှိရင်လဲစကားပြောတဲ့နေရာမှာလဲသုံးလို့ရတယ်ပြီးရင်လုပ်ငန်းဝင်မှာလဲသုံးလို့ရတယ်เนาะအဲ့တော့ you are a doctor ကနည်းဆရာဝန်တရားဟုတ်တယ်မဟုတ်ဘူးလားဒါဆိုရင်မေးခွန်းပြန်မေးမယ်ဒါဆိုရင်အဲ့ဒီမှာ AR လေးတွေ့လားအဲ့ဒီ AR လေးကိုအရင်ယူအဲ့ဒီ AR လေးကို NOT not လေးပေါင်း are not ဟုတ်လားပြီးရင် YOU လေးထည့်မယ် are not you not လေးထည့်ပေးရအငင်းပြောင်းပေးရမှာမဟုတ်လို့နောက်ဆုံးမှာဗာလေးထည့် question mark ဒါပေမဲ့စကားပြောတဲ့နေရာမှာကျွန်တော်တို့ဒီအဓိကသုံးမှာဖြစ်လို့ AR ရဲ့ NOT not ရဲ့သူ့ကိုတွဲရေးပေးတယ်အတန်ထွက်ကို and လို့အတန်ထွက်တယ်ဘယ်လိုအတန်ထွက်လဲ and ဘယ်လိုအတန်ထွက်လဲ and ပြရွက်စိတ်သိရမလားအဲ့ and နဲ့အတန်ထွက်ခြင်းအတူတူပဲအဲ့တော့ပြန်ပြောမယ် you are a doctor and you ပြောကြည့် You are a doctor. အင်းကအကြောင်းသားတရားဟုတ်တယ်မလား you are a student and you ဟုတ်လားအပြင်မှာလေအပြင်မှာဟာတငယ်ချင်းတွေတွေ့တဲ့ဟာဆက်လိပ်တွေတောက်နေတယ်ကျောင်းသားမဟုတ်ဘူးလားဆရာမသွားမေးမှာပေါ့ဟုတ်လားဒီကျောင်းသားမဟုတ်ဘူးလားဘာဖြစ်လို့ဒီမှာဆက်လိပ်တောက်နေရလဲ you are a student and you လောက်လိုက်တော့မယ်နော်မလောက်ဘူးဟုတ်လားဆရာမတယောက်အနေနဲ့ပြောရမှာနော်နောက်တစ်ခုနံပါတ်1ဖယား तू စိတ်ဆိုးနေတာမဟုတ်ဘူးဟုတ်တယ်မလားဒါဆိုရင် तू စိတ်ဆိုးနေတာမဟုတ်ဘူးဆိုတာယင်လာမယ်နော်ဒါဆိုရင် तू ဆိုတော့ဘာလေးရေး he verb to be ပါတော့ is လေသုံးမယ်နော်မဟုတ်ဘူးဆိုတော့ဘာလေးထက် no စိတ်ဆိုးတာဆိုတော့ angry ကောမာလေးပြီးသွားပြီဒါပထမစာကြ he is not angry ပြန်ပြော He is not angry ဒါဆိုရင်ဟုတ်တယ်မလားလို့မေးမှာမလားဒါဆိုရင်အဲ့ဒီ is not 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 ကိုဖြုတ်လိုက်တော့ is လေးပဲသုံးမယ်ပြီးရင်ဟိုးရှေ့ဆုံးမှာရှိတဲ့ he ကိုနောက်ကိုပြန်ပို့မယ် is he ဘယ်လိုလေးသုံးရလဲ is he အဲ့ဒါဆိုရင်ဒါလေးကိုဆမဒီ not လေးကိုအတူကောင်လေးရေးလိုက်မယ်စကားပြောတွတ်သွားအောင်ဒါဆိုရင် He isn't angry. Yes, he isn't angry, is he? ကဲနောက်တစ်ခုနံပါတ်3လေးဖတ်ရအောင်သူတို့ဘယ်တော့မှနောက်မကြဘူးဟုတ်တယ်မလားတော့နောက်မကြဘူးဆိုတော့သူတို့အများတန်းပုံမှန်လာတယ်ပေါ့သူတို့ဘယ်တော့မှနောက်မကြဘူးပုံမှန်လာတယ်ဒါဆိုရင်သူတို့ဆိုတော့ဘယ်လိုတော့ဟုတ်လားမကြဘူးဆိုတော့နောက်မကြတာကိုယင်ရေးနဲ့ verb to be ကိုယင်ရေးဘယ်တော့မှဆိုရင် never they are never နောက်ကြတာကို late လိတ်လေးသုံးမယ် they are never late ပြောကြည့်ရဘယ်လိုပြောမလဲ They are never late. အဲ့ဒါလေးကိုကော်မာလေးခံဟုတ်လားအဲ့တော့ဟုတ်တယ်မလားဆိုတော့ AR မှာ NOT not ဒီဟာဒီ never ဒီအငင်းမဟုတ်ဘူးလားဟဲ့
ဒါကြောင့်မို့ဆရာမတို့ AR လေးပဲသုံးရမယ်သူ့ကိုအငင်းပြောင်းလိုက်လို့ရှိရင် NOT not ဖြုတ်တာနဲ့အတူတူပဲဒါကြောင့်မို့ are they ဘယ်လိုပဲသုံးရမလဲ are they ဒီမှာမဟုတ်တယ်မလားလို့ပဲပြောရမှာနော်အဲ့တော့ they are never late are they ပြောချင် They are never late. Are they? yes နောက်တစ်ခု number 4ဖယားငါကမင်းရဲ့တငယ်ချင်းဖြစ်တယ်ဟုတ်ဘူးလားငါကမင်းရဲ့တငယ်ချင်းဖြစ်တယ်ဒါဆိုရင်ငါကဆိုတော့ဘာလို့တော့ I am မင်းရဲ့တငယ်ချင်းဆိုတော့ you are တငယ်ချင်းဆိုတော့ဘယ်လိုတော့ friend ဟလာ I am your friend မဟုတ်ဘူးလားဒါဆိုရင်မဟုတ်ဘူးဆိုတော့ဆရာမတို့ဒီ am လေးပြန်သုံးလို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့ I နဲ့တွဲသုံးရင်ဆရာမတို့ဒီနောက်ပိုင်းမှာ AR လေးပဲသုံးရတယ်။အဲ့တော့အငင်းပြောင်းရတာမဟုတ်လို့တေချာမှတ်မယ်နော် and I ဘယ်လိုလေးပဲသုံးရလဲ and I ရမယ်နော်အဲ့တော့ဒီစာကြောင်းလေးဒီဆရာမတို့စကားပြောမှာအရင်အသုံးဝင်တယ်ပြီးရင် sentence grammar မေးတဲ့နေရာမှာလည်းဒါကိုခဏမေးတယ်အဲ့တော့ဒါကိုမရသေးရင်တေချာပြန်ကြည့်မယ်နော်